ဘလောက်တော်လောကကြီးကိုဘလောက်ဖဲကြိုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရပ်တိုင်နေမှုမရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်တယ်ပေါ့ရထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဘူးဖះလောင်းတွေကအဲ့ဒီအဆုံးသတ်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်လောကကိုဆင်ញင်သုံးသပ်တယ်သူတို့ရဲ့ဆင်ញင်သုံးသပ်ပုံလေးကိုကြည့်လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာမွေးလာရပြီးတော့သိရတယ်လို့ဖြစ်ရသေးတယ်သိပြီးတော့လည်းနောက်တနေ့ပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်မွေးရပြီးတဲ့အခါတစ်ခါပြန်ပြီးတော့သိရပြန်တယ်ဖြစ်ခြင်းဥခြင်းသိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်ခဲမျိုးစုံပဲမွေးဖွားလာပြီးတဲ့နောက်ဟောဟာတဖြည်းဖြည်းရင့်လာပြီးတော့ဥမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲဒါသိလို့မရတဲ့အရာတစ်ခုပဲဥမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုတာဟာလည်းပဲဒါသိလို့မရတဲ့အရာတစ်ခုပဲဟုတ်တဲ့ဒီလံခဏတည်းအောင်ရှာကြလို့မရသေးဘူးကျိုးစားနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးလောကအတင်းထာဝရနေဖို့ဆိုလူတွေဟာတတ်နိုင်သမျှကျိုးစားနေကြစိတ်ပညာဘက်ကလည်းပဲစိတ်ပညာနဲ့ကျိုးစားနေတာပဲခါထာမန္တရားဝိဇ္ဇာတပညာတွေကလည်းပဲကျိုးစားနေတာနော်မသိဖို့ကျိုးစားကြတာပဲအလုံးသို့တော့ခဏထီအောင်မြင်တယ်ဆိုတာမရှိဘူးလောကမှာအသိဉာဏ်ရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တဲ့မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်နတ္ထိသာတတ္တအမရဏံမွေးလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူးလို့ပြောတာမရှိဘူးလို့ပြောတာတိတိကျကျပြောတာပဲ